အခုဆိုလို့ရှိရင်တော့အာနာပြန်လာပြီပါပြီချောင်းနေရကြံဖွင့်တော့တိတ်မအားလို့မသိဖြစ်ဘူးပေါ့နော်ဒီနေ့တော့ပြတ်တင်ပြပါပြီဟဲ့ကလေးတို့ကြီးငါတို့လိုက်ခဲ့မင်းတို့ sprite time ပေါ်ရမှာအခန်းလေးတွေအစင်သေးဖြစ်တဲ့အခန်းလေးတွေလောက်ပြီးထားရင်တော့နင်တို့အတွက်လိုက်ခဲ့ပြဒီမှာနင်တို့အတွက်အခန်းလေးတွေနင်တို့ကြိုက်မယ်လို့ထင်နေအေးကြိုက်လားကြိုက်တယ်အေးဒါဒီမှာနင်တို့အိတ်တော့ကြားလားငါနင်တို့အတွက်အခန်းစီစဉ်မိထားတယ်ဘဘကတော့ငါအခန်းပေါ့နော်ကြားလားအေးကြားရဆိုလို့ရှိရင်ငါအခန်းပြန်တော့မယ်နင်တို့ဒီမှာပဲနေရတော့နော်ဘဘကငါအခန်းနင်တို့ကအမအဲကုန်းမှာတက်ပေးထားတယ်နော်မစားတော့ကိုလည်းစပွဲလေးတိတိကျကျလုပ်ပေးထားတယ်ငါမနေ့ကငါလေးဟိုဟာပယံနေဆရာကြီးခေါ်ပြီးလှုပ်လိုက်တာပိုက်လိုက်ပြီနော်ဒီမှာကလကလေးလေးလှုပ်ထားသေးတယ်ကလကလေးရနေဟာနေရပါနော်ညာမအင်းကြီးလေးကိုအေးနင်တို့အဲ့မှာပဲနေကြတာဟုတ်ကဲ့ပါမမအေးမမ TV ထိုင်ကြည့်လိုက်လို့မ TV ထိုင်ကြည့်လို့လည်းရတယ်သူတို့ကတော့ကျန်းထင်းမှာပဲလုပ်ပေးထားတယ်ဒီမှာကတစားလို့စပွဲလေးလာရမြက်လေးတထားတယ်လာလိုက်တာကောင်းနေဟဲ့နင်တို့ထွက်လာကြရောအေးလာပြီလားငါဒီနေ့နင်တို့ကိုကစားဝင်လိုက်ဖို့မယ်အေးယေပြောချင်အားကြီးအေးအဲ့ဒါဆိုလို့ရှင်နင်တို့အမအင်ကြီးလေးထားကြလားဟုတ်ကဲ့အေးငါခဏနေပြန်ပြီးငါအင်ကြီးလေးလိုက်အောင်မင်းတို့ဒီမှာလေးထားကြငါလာမလေးပါဟဲ့ငါအရင်လေးလိုက်မယ်ပြီးမှနေတို့လေးကြလားငါလာမလေးနော်ငါစပင်းဒီပါသွားလို့လာမယ်ငါလာမလေးနော်ဟုတ်ကဲ့မလေးငါအင်ကြီးလေးပါလေးလိုက်ပါမယ်ကျငါဘူးဆိုရင်လို့ရှိရင်တော့လဲပြီးသွားပြီမသူတို့သွားခေါ်လာအောင်မယ်သူတို့သွားလဲခိုင်းလိုက်အောင်အေးငါလဲလို့ပြီးပြီမင်းတို့သွားလဲကြတော့ကြားလားဟုတ်ကဲ့ပါမတမီးကျင်တော့ကြရရင်မမကအင်းကြီးဝချသွားလေတဲ့ဘာဝချုံလေးဝကန်နေအိုးဒီမှာပတ်ချန်တော့ဒီမှာထိုင်အောင်တော့ပါပြီထိုင်တော့ပါဘူးငါအင်းကြီးရမှာလေမမအခန်းထဲမှာပဲသွားရဲတော့လေမမအခန်းထဲမှာသွားရဲမယ်ချို့လို့မမရဲ့မမအခန်းထဲမှာငါရဲ့လက်လာလေးရှိအင်းကြီးလက်လာလေးရှိတယ်ကဲcứချို့ရဲပြီးကြွားပြီးမမရှိအမြင်ပြန်သွားမယ်ရေဟူလှသွားပြီးမမရဲ့တမီးရဲလို့ပြီးသွားပြီးအေးနေလဲလို့ပြီးပြီဆိုရင်မောင်လေးနေလဲသွားလဲလေအနင်တို့တတ်ပြီးတော့မယ်နော်မြင်မြင်လို့ဟုတ်ကဲ့ပါမမတားသွားလဲလိုက်မယ်နော်တားသွားရအမေတားသွားရရိုက်မယ်တွဲတားသွားနေရမယ်ချို့ဟောဘာလေးဝင်ကဲဒါလေးဝတ်သွားမယ်မမရှိအမြန်ပြေးမယ်မမရဲ့တားရဲ့ရုပ်ပြီးမလဲလို့ပြီးပြီဆိုရင်နှစ်ယောက်စလုံးကတော့လိုက်ခဲ့ကြလားအားတို့ကကားနေတော့မှဆိုတော့လာနေမယ်တော့မယ်ဒီတို့ပန်းနေလိုက်ပုံမှာညနေတောင်စောင်းနေအမြန်လာတော့မယ်ကားပေါ်တော့ပြန်နေနင်တို့ဟိုတယ်မှာတင်းမယ်နော်ဒီနေ့ညဟုတ်ကဲ့ပါမဟောအားလုံးမဲတတာပတ်တူးမှာပြန်တွေ့မယ်နော်မတတာ